င်လယ်ဓမြတွေရက်တောက်နေတာကိုရုပ်ရှင်တွေထဲမှာမြင်မှုကြမှာပါဒါပေမဲ့သူတို့ကြမ်းကြမ်းတမ်းတောက်ခဲ့ရတဲ့အရက်တွေကနေဒီနေ့ခေတ်ကလပ်တွေဘာတွေမှာကျွန်တော်တို့ကြိုက်ဆုံးဖြစ်နေတဲ့ကော်တေးတွေဖြစ်လာမယ်ဆိုတော့ရောသင်သိပါသလားအားလုံးပဲမင်္ဂလာပါဒီခေတ်ဘာတော့ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်ဒီခေတ်ပါဒီခေတ်တဲ့ဗီဒီယိုမှာတော့က old fashion နဲ့ martini တို့လိုဘရမန်ကော်တေးတွေအကြောင်းကိုပြောပြခဲ့ပြီပါဒီနေ့ဗီဒီယိုမှာတော့မြေပြင်ကနေခွာပြီးပင်လယ်ပြင်ဘက်ကိုခီးထွက်ကြရအောင်ဒီနေ့ပြောပြပေးသွားမယ်အကြောင်းအရာကတော့ပင်လယ်ဓမြတွေတမောသားတွေနဲ့ရေတက်စစ်တီတွေရဲ့အသက်ရှင်နိုင်ရေးတိုက်ပွဲတွေကနေမွေးဖွားလာပြီးနာမည်ကြီးကော်တေးတွေဖြစ်တဲ့ Mojito, Dark Green နဲ့ Gallop တို့အကြောင်းတွေပဲဖြစ်ပါတယ်။ကဲပြောလွှင့်ဖို့အဆင်သင့်မယ်လားပထမဆုံးအနေနဲ့ကမ္ဘာတစ်ဝန်းလုံးကလူကြိုက်အများဆုံးဖြစ်တဲ့ Mojito အကြောင်းစလိုက်ရအောင်။Mojito ကိုကြည့်လိုက်ရင်ပူစီနိုင်ရွက်လေးတွေတမယာသီးလေးတွေနဲ့အရန်ကိုလမ်းဆက်စရာကောင်းပါတယ်။ဒါပေမဲ့သူ့ရဲ့အစကဒီလောက်မလှပခဲ့ပါဘူး။ဒီကော့တေးရဲ့ဇင်းမြင့်နဲ့ပတ်သက်ရင်တမိုင်းတိကျတဲ့ဘာလောကမှာအကျယ်ပြန့်ဆုံးလက်ခံထားတဲ့နာမည်ကြီးဒဏ္ဍာရီလေးတစ်ခုရှိပါတယ်။အချိန်က1500ပြည့်လွန်နှစ်တွေနာမည်ကြီးအင်္ဂလိပ်ပင်လယ်ဓမြကြီး Sir Francis Drake ရဲ့တင်မောဟာကျူဘားနိုင်ငံဟာဗဲနာမြို့ဒီနားမှာကြောက်ချရနာခဲ့ပါတယ်။အကြောင်းကတော့သူ့ရဲ့တင်မောသားတွေဟာလူရောဂါယောဂနဲ့ဗီတာမင်စီချို့တဲ့စကယ်ဘီယောဂတွေခံစားနေရလို့ပါအဲ့ဒီခေတ်ကဆေးဝါးမရှိတော့ဒေသခံတွေစီကနေရိုးရစိမ်းတနည်းကိုတွားတောင်းခဲ့ကြတယ်အဲ့ဒီဆေးကဘာလဲဆိုတော့အကျန်းစာကြံရက်ကိုယူတယ်အဲ့ဒီထဲကိုဒေသအတွက်ပူစီနိုင်ရွက်ထုံးတမရရည်နဲ့ကြံရည်တို့ကိုရောဆက်ပြီးတိုက်ခဲ့တာပါအဝန်းဆက်ကောင်းတာကဒီရည်ဟာတင်မောသားတွေကိုယောဂတတ်တာစေခဲ့ပါတယ်တမရတိကဗီတာမင်စီပေးတယ်ပူစီနိုင်ကအစာရင်ကိုကောင်းစေတယ်အရက်ကပိုးသက်ပေးတယ်အဲ့ဒီဆေးရည်ကိုအဒရက်ကေလို Drake ကိုဆွဲပြုပြီးခေါ်ခဲ့ကြတယ်နောက်ပိုင်းနှစ်တွေကြာလာတော့အကျန်းစားကြံရနေရမှာအရေးသွေးပိုကောင်းတဲ့ run တွေကိုအစားထိုးသုံးလာကြပြီးအဲ့ဒရက်ကေကနေအခုခေတ်ကျွန်တော်တို့တောက်နေတဲ့ Mojito ဆိုပြီးပြောင်းလဲခေါ်လာကြတာဖြစ်ပါတယ်။ဒါကြောင့် Mojito ရဲ့အစဟာရိုးရဆေးတစ်ခွက်ဆိုတာလက်ခံနိုင်ကြရှိပေမဲ့အတိအကျဘယ်သူစတင်ဖွင့်ခဲ့လဲဆိုတာကတော့ဒီနေ့အထိလှပတဲ့ဗဇက်ရစဝင်တစ်ခုတည်းဆက်လက်ရှင်သန်နေတယ်ဖြစ်ပါတယ်။နောက်တစ်ခါ Mojito ကိုတောက်ရင်တင်ဟာရတာရှိတဲ့ဆေးတစ်ခွက်ကိုတောက်နေတယ်လို့မှတ်ယူလိုက်ပါMojito ရဲ့ဇလန်ကိုတည်သွားပြီဆိုရင်တော့နောက်ထပ် Run Chicken ကော့တေးတစ်ခွက်ဖြစ်တဲ့ Dark Green စီတွားကြရအောင် Dark Green ကတော့ပင်လယ်ဓမြရဲ့စီကနေလာတာမဟုတ်ပဲ1898ခုနှစ်လောက်ကကျူဘားနိုင်ငံက Dark Green လို့ခေါ်တဲ့တပ်ထုတွင်တစ်ခုမှာအလုံးလုံးနေတဲ့အမေရိကန်အင်ဂျင်နီယာ Janis Scott ဆိုသူကနေစတင်ခဲ့တာပါ။ဒီနေ့တော့ Scott စီကိုအရေးကြီးတဲ့တွေရောက်လာပါတယ်။အဲ့ဒီအချိန်ကအမေရိကန်အကြိုက်ဆုံးကဂျင်ပါ။ဒါပေမဲ့သူ့စီမှာဂျင်ကကုန်နေပြီ။ရှိတာကလည်းကျူဘားဒေတာထွက်ဘာဂါယူရန်တွေပဲရှိပါတယ်။ Brand အကျန်းကြီးကိုဒီတိုင်းတိုက်ဖို့ကလည်းအဆင်မပြေဘူးလေ။ဒါနဲ့ဗာရနာတွေရဲ့ဂိုးရန်ရူဖြစ်တဲ့အချိုအချင်းနဲ့အရက်ကိုအသုံးပြုပြီးစမ်းသပ်ပါတော့တယ်။ brand ထဲကိုတမယိုင်ညှစ်ထည့်တယ်။ကြားနဲ့ထည့်တယ်။ပြီးတော့ရေခဲနဲ့တခြားရှိတ်ပြီးအဲ့တဲ့ကိုတိုက်လိုက်ပါတယ်။အရသာကရမ်းကိုကောင်းသွားပြီးအဲ့တဲ့တွေကဒီရက်နာမည်ကဘာလဲလို့မေးတဲ့အခါအနီးနားက Dark Green ဆိုတဲ့ကန်းကျင်နဲ့တထုတွင်နာမည်ကိုအစွဲပြုပေးလိုက်ရကနေကဘာကျော် Dark Green ဆိုပြီးဖြစ်လာတာပါ။လူကြိုက်များလုံးလို့နာမည်ကြီးစာရေးဆရာကြီး Ernest Hemingway ဆိုရင်ကျူဘားမှာနေတော့ကဒီ Dark Green ကိုတစ်နေ့ကိုခွက်ပေါင်းများစွာတောက်ခဲ့တယ်လို့တော့ဆိုကြပါတယ်။ရမ်လေးကြီးပဲနားထောင်နေရတာညီဝဲလာပြီဆိုရင်တော့ဒီချရဲ့တက်တော်စီခဏသွားပြီးဂျင်းရှင်ကန်ကော့တေးကြောင်းလေးပြောပြချင်ပါတယ်ဒါကတော့ game lab ပါ19ရာစုတုန်းကဗြိတိရှရဲ့တက်မှာအဆိုးအဆုံးရန်သူပါအခြားနိုင်ငံစစ်သင်းမောတွေမဟုတ်ပါဘူးစကယ်ပီလို့ခေါ်တဲ့ဗီတာမင်စီချို့တဲ့ယောဂပါပဲတင်မောသားတွေအများကြီးတည်ဆုံးခဲ့ရတယ်ဒါကြောင့်ရေတက်ကတင်မောသားတိုင်းနေ့စဉ်တမယာရီမဖြစ်မနေတောက်ရမယ်လို့ဥပဒေထုတ်ခဲ့တယ်ပြဿနာကတမယာရီကပင်လယ်ထဲမှာကြာလာရင်ပုတ်သွားတာပါပဲဒါကိုဖြေရှင်းဖို့လက်ရှင်ရိုးဆိုတဲ့သူကတမယာရီကိုကြားနဲ့ရောပြီးမပေါ့အောင်လုပ်တဲ့ Roches line ကိုကျဆိုတာကိုဒီထွင်လိုက်ပါတယ်။ဒါပေမဲ့တင်မောသားတွေကဒီချွေရည်ကြီးကိုဒီအတိုင်းမတော့ချင်ကြအောင်။အဲ့ဒီချိန်မှာရေတက်ရရှိကြီး Sir Thomas Desmond Gimblett ဆိုသူကအကြံထူးရတော့ပါတယ်။တင်မောသားတွေနေ့စဉ်ရနေတဲ့ဂျင်ခွဲတန်းတဲ့ကိုအဲ့ဒီ line ကိုကျရောတိုက်လိုက်ရင်ရောဆိုပြီးစမ်းကြည့်လိုက်ပါတယ်။ရလကတော့တင်မောသားတွေလည်းကြိုက်ယောဂလည်းခင်းသွားပါတော့တယ်။အဲ့ဒီရေတက်ရရှိကြီးရဲ့နာမည် Gimblett ကိုဆွဲပြုပြီးဒီကော့တေးကို Gimblett လို့ခေါ်ဆိုခဲ့ကြတာယခုချိန်ထိပါပဲ။ကဲဒီနေ့တော့ပင်လယ်ကြောင်းခီးစစ်တွေကတစင်းမွေးဖွားလာခဲ့တဲ့တမိုင်းဝင်ကော်တေးဇလန်တွေကိုနားထောင်ကြရတာအားလုံးပဲသဘောကျလိမ့်မယ်လို့ထင်ပါတယ်နောက်တစ်ခါဘာတစ်ခုရောက်လို့ကိုယ်တိုင်ဖြစ်ဖြစ်တကယ်ချင်းတွေနဲ့ဖြစ်ဖြစ် Mojito Dark Green ဒါမှမဟုတ် Game Lab ကိုမှာတော့တဲ့အခါပင်လယ်ဓမြတွေအင်ဂျင်နီယာတွေနဲ့ဒီတက်စစ်တီတွေရဲ့ဇလန်တွေကိုပြန်သတိရလိုက်ပါဦးတော့ရတာပုံပြီးစိတ်သွားပါလိမ့်မယ်ဒီနေ့ပြောပြခဲ့တဲ့၃ခွက်ထဲမှာတင်ရောဘယ်တစ်ခွက်ကိုကြိုက်ဆုံးလဲကောမန့်မှာဝင်ရောက်ဆွေးနွေးပေးသားလို့ရပါတယ်ဗျဒီဗီဒီယိုလေးကတင့်တော်ကဘူးတူတာတစ်ခုရစီတယ်ဆိုရင် like and share နဲ့ channel ကို subscribe လုပ်ထားပေးဖို့မမေ့နဲ့တော့နောက်ထပ်လည်းဗာရဏလောကရဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကိုဆက်ပြီးတင်ဆက်ပေးတော့ပါမယ်
အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေချီယာ